ကျွန်တော်လက်ကဘလောက်ရလဲတစ်လောက်9သိန်းရမှာထား10သိန်းထွားကွာတနေ့မှာသိန်း120အသိန်း120ကိုခင်ဗျားတို့အခုကုန်စည်နှုန်းနဲ့တွက်ကြည့်လိုက်ရင်ခင်ဗျားတို့အိမ်မိသားစုတွေចောင်းတွေစားဝတ်နေရေးတွေဟမ်အမအိမ်မှာကားဟိုမှာထဲလဲကားလုံးဝ4-5စီးပဲဟိုဖွက်ဒီပေါ့ဟိုနေရာမှာမြေဝဲအောင်မြေသကိုးတွေခင်ဗျားတို့ကနော်ဟိုလူကြီးနဲ့ပေါင်းလိုက်ဒီလူကြီးနဲ့ပေါင်းလိုက်အပြီးဒါဒီလိုရှိပါဆိုပြီးခင်ဗျားတို့40 60ကွာတော့ခင်ဗျားတို့ယူလိုက်စင်ဆက်ယူခဲ့တာခင်ဗျားတို့တွေနော်အဲ့တော့ခင်ဗျားတို့ကလည်းတော်ဝဲကောင်းတာပေါ့ဟုတ်တယ်မလားအဲ့တော့ပြည်သူလူထုကခင်ဗျားတို့ကိုကြာတော့ပြောလာအောင်လေပြည်သူလူထုကလည်းမမာဘူးတကယ်အေးချမ်းချမ်းနဲ့စီကန်းရှိနေတိုင်းနဲ့ပြည်သူတွေအများကြီးရှိတယ်ခင်ဗျားတို့စောက်ချင်းကိုချီးတဲ့ယုံနဲ့လူတွေအများကြီးရှိတယ်သူတို့ကငကိုချမ်းသာပြီးတော့သူတို့ကကုံစုံဆိုင်ရောင်းတယ်နော်သူတို့ကတခြားစီးပွားရေးလုပ်တဲ့လူတွေသူတို့အပြန်ကနေကြည်ပြီးတော့မှဥမာတကူပေါ့နော်စစ်တပ်ကတက်မတော်ချမ်းသာတဲ့လူတို့ရဲကချမ်းသာတဲ့လူတို့ဥမာတကူထွေရိုးကချမ်းသာတဲ့လူတို့ရင်ထဲကချမ်းသာတဲ့လူတို့ဥပမာကိုပြောတာဒါပြောရင်တော့အကုန်လုံးခြုံပြီးတော့ပြောရမှာပဲအဲ့ဒါမှအားလုံးနှွေးထွေးမှာပေါ့နော်သူတို့အသိတယ်ဘာစောက်လုံးမှဘာစောက်ကင်မှမရှိဘဲနဲ့ချမ်းသာနေရဆိုပြီးတော့ခင်ဗျားတို့စောက်ရှက်လည်းနည်းနည်းတော့ရှိဦးနော်အဲ့လိုပြောတော့တကယ်ဟွာဖြစ်တဲ့လူတွေအတွက်ကြတော့မကောင်းပြန်ဘူးနော်မကောင်းလည်းပြောရမှာပဲမတတ်နိုင်ဘူးနော်ယာရုအာနာတွေကိုအလွဲသုံးစားလုပ်ပြီးတော့မှပြည်သူကိုနှိပ်စက်ခဲ့လို့ပြည်သူကိုနော်နှိပ်စက်ခဲ့တယ်ဆိုတာအစိုးရကိုပြောတာမဟုတ်အစိုးရကအစိုးရတာဝန်ကြီးတယ်ဝန်ထမ်းကဝန်ထမ်းတာဝန်မကြီးလို့ပြောတာဦးတန်းရွှေတာဝန်ကြီးတယ်နော်မြန်မာနိုင်ငံမှာနော်နေပြီးတော့လိုမျိုးကြီးလွတ်တော်လူနေရာကြီးသမရအိမ်ယာတွေကိုဘယ်နေရာမှာဘလို့ထားမယ်ဘလို့လုပ်ရမယ်နော်အနားနေဆောင်ထဲမှာမြေပုံကိုကြည့်ပြီးတော့မှဒီလမ်းကိုဘလို့ပေါက်ဘလို့လုပ်နော်2003ခုနှစ်ကလေရင်ဟက်စကီနဲ့အပေါ်ကနေပတ်နေပြီးတော့ပတ်2003ခုနှစ်တော့ပတ်အဲ့လိုမျိုးဥမာတို့နော်ပတ်နေပြီးတော့2003ပတ်ပြီးတော့မှကြည့်ဒီနေရာကိုဒီလိုဖောက်မယ်ဒီနေရာကိုဒီလိုဖောက်မယ်နော်အားနေချက်အားသာချက်တွေဝန်ထမ်းတွေပါရှိလေဒါမျိုးလောက်ခဲ့တဲ့နိုင်ငံခေါင်းဆောင်ဦးတန်းရွှေရနော်အဲ့လိုလောက်ခဲ့တဲ့နိုင်ငံခေါင်းဆောင်တော်တယ်လို့ပြောရမှာမြန်မာပြည်မှာရှားပါပဲနံပါတ်1ပဲ special 1ပဲနော်ဦးတန်းရွှေလိုလူမျိုးကမရှိတော့ဘူးအဲ့တော့ကတော့ဆဲလိုက်တာဦးတန်းရွှေဆဲဝိုင်းဆဲတာဦးတန်းရွှေကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဟိုကဟိမတက်ဘူးသူဘာလို့နိုင်လဲဆိုတော့လှုပ်ပြသွားတာနော်ရေကာတာမောင်းမောင်များစွာလန်ဒနာပေါင်းမြောင်များစွာစေနောင်းတာဓမ္မတွေမြောင်များစွာဇေဒီပရိုးမြောင်များစွာနော်အမြန်လမ်းမကြီးတွေအများကြီးလှုပ်ပေးသွားတာစောက်စကားတစ်ခေါက်မှမပြောဘဲနဲ့လှုပ်တာဘိုးကနော်အခုလူတွေကတော့ဘာတွေပြောနေမှမသိဘာတွေမှန်းလည်းမသိဘူးနော်ဦးတန်းရွှေဆိုအဲ့တော့ဝန်ထမ်းတွေချီးတုံအောင်ကြောက်တာလှုပ်ရဲလားလို့အခုလိုမျိုးမလှုပ်ရဲဘူးချီးတုံအောင်ကြောက်တာလှုပ်ကြည့်လိုက်လေနော်အခုကဘာမှငါကိုကဗိုလ်ချုပ်ကြီးပါတော့ကိုစောက်စင်းကြီးတော့ပြောလို့မကောင်းပါဘူးတိလည်းတိပါတယ်တိနေတယ်ဒီကောင်တွေအောင်ဖုန်းနဲ့လိုက်နောက်ရှက်နေကျွန်တော်နော်အဲ့တော့ဦးတန်းရွှေလိုကောင်းတော့ဦးတန်းရွှေတကယ်နားတာတကယ်စိုးသွားတာမနာရအောင်လောက်အောင်ဆက်လောက်အောင်ဦးသိန်းစိန်ကြီးလည်းကောင်းသေးတာပဲနော်ဒီဒေါ်စုကြီးဖြတ်လိုက်မှတိုင်းပြည်ကလိုးစုံပြတ်တော့တာအဲ့ဒေါ်စုကြီးဖြတ်လိုက်တော့ဘာကဆိုကြီးဦးမင်းအောင်လိုင်းနေနဲ့ထိန်းနိုင်လားဆိုတော့ထိန်းနိုင်တော့ဦးလေဒေါ်စုကြီး9နှစ်လက်ထက်မှာဝန်ထမ်းတွေကအကုန်လုံးကဖျဲသီးတွေဖြစ်ကုန်တော့ဟုတ်လားဖျဲသီးမရှိဘူးလားကြံတဲ့အဖွဲ့အစည်းမပြောနဲ့စစ်တပ်ထဲမှာတော့ရှိဖျဲသီးကနော်လှုပ်တင်လားမလှုပ်တင်ဘူးလားငါဒီလမ်းကိုရှောက်တင်လားမရှောက်တင်ဘူးလားဆိုတာတော့မစင်စားတော့ပဲနဲ့ကိုယ့်အဖွဲ့အစည်းပါပြက်လို့ပြက်စီးကြောင်ပြန်ကြံနေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်လူတွေကကျွန်တော်တို့ဗမာလူမျိုးကဲပြောတာနော်ဒါနဲ့ပဲရှင်ပြောရမှာပဲနော်စိတ်တက်အောက်တန်းကြတယ်မနာလိုဖြစ်တယ်သူများချမ်းသာတာအခုကျွန်တော်တို့ကဝင်တဲ့တချို့ဝင်တဲ့ချမ်းသာတာမနာလိုတာမဟုတ်ဘူးတင်းတင်းလျောက်ပတ်တဲ့အလုပ်မျိုးလုပ်ပါမျက်မျက်တတလုပ်ပေးပါပြည်သူလူထုပေါ်ဒါလေးပဲတောင်းဆိုတာနော်ပြည်သူလူထုကိုပြန်ကူညီပေးပါငါတို့ဘာလုပ်ပေးနိုင်လဲကုန်စည်နှုန်းတွေတက်နေတယ်ငါတို့ဘယ်လိုလုပ်ပေးရမလဲဥပမာတခုဥပမာဗျာစဉ်းစားရမှာကိုပြောတာ
ပြည်သူလူထုရဲ့အခြေခံစံစီသားငရုတ်ချက်သွန်ကုန်တွေတက်နေတယ်ငါပြည်သူလူထုဘလို့ဖြစ်နေလဲဆိုတာကိုဒါလေးကိုအထက်ကိုသိအောင်လို့တင်ပြပြောပြဆိုပြပြီးတော့မှနော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့လူတွေနဲ့ဘလို့လုပ်ရမလဲဆိုတာလေးတွေအခုကဘာမှမစင်စားတော့ဘလောက်ပြောစောက်ချက်မရှိစောက်ခွက်ကြီးဖြီးပြီးတော့မှအဲ့လိုမျိုးလုံတာနော်အဲ့တော့ဝန်ထမ်းမကောင်းရင်နိုင်ငံမကောင်းပါဘူးခင်ဗျာဝန်ထမ်းမကောင်းရင်နိုင်ငံဒီတက်ကိုပြတ်ပါအောင်မယ်နော်ပြတ်အောင်မှာနော်ပြတ်အောင်မှာဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်ကပြည်သူလူထုကလည်းဝန်ထမ်းမကောင်းတော့ဝန်ထမ်းပေါ်မှာတင်းတယ်ဝန်ထမ်းပေါ်မှာတင်းတာ तू ကဒီဝန်ထမ်းကိုတစ်ခါပဲမြင်လိုက်တာ तू ကအစိုးရကိုတင်းမှာဦးတန်းရွှေမကောင်းဘူးလို့ပြောလိုက်မယ်ဦးသိန်းစိန်မကောင်းဘူးဦးမရောက်လိုက်ခင်မကောင်းဘူးလို့ तू ပြောမှာအဲ့ဒီနိုင်ငံခေါင်းဆောင်တွေကိုနော်ပြည်သူလူထုကမကောင်းမြင်အောင်လုပ်နေတာအားလုံးအောင်အဲ့လိုအကျင့်ပြတ်ချထားတဲ့ဝန်ထမ်းတွေပဲအဲ့ဒါမှတ်ထားနော်အဲ့ဒီဝန်ထမ်းတွေကိုကောင်းမွန်စွာမကင်တွေမဖြေရှင်းနိုင်ရင်ဒီတိုင်းပြည်ကဒီတိုင်းပဲဆက်သွားနေမှာနော်ဒီတိုင်းပဲဆက်သွားနေမှာအဲ့တော့ပြည်သူလူထုကဝန်ထမ်းမုံမယ်ဝန်ထမ်းလည်းမင်းတို့မုံလဲစောက်ကူမကြဘူးငါတို့ကဝန်ထမ်းအဲ့တော့မထူတဲ့နိုင်ငံလုံးဝန်ထမ်းတာလုပ်တော့မင်းတို့စစ်မှုထမ်းဥပဒေတဲ့အကုန်ဝင်သွားစစ်တပ်တွေကိုရှုပ်တယ်ရဲတဲ့ဝင်ကျင်တဲ့ကောင်လည်းဝင်သွားဝင်လို့အကုန်လုံးတိုင်းပြည်ကိုပေါင်းပြအကုန်ဖျက်လိုက်ကြတော့ဒီတိုင်းပြည်သွားမရှိတခါလေးကလည်းသူများနိုင်ငံလာတိုက်လဲတိုက်ယူသွားလိုက်တော့နော်တိုက်အဲ့မှာသေလိုက်မယ်သေရိုးနေနဲ့သေကြလိုက်မယ်အဲ့မှာဟောဖြစ်တဲ့လူတွေမေလို့တွေပြီးနိုင်ငံခြားထွက်ပြေးတော့မှာမနေတော့ဘူးတိုင်းပြည်ခိုးထားတဲ့ပတ်စံနေနဲ့နော်အဲ့တော့ကျတော့ဘလို့ပြောကျွန်တော်တို့ရဲ့စကားကနော်အစီငေါ်တဲ့ခြင်းမှတဲ့မယ်အပေါင်းလဲဒါမဲ့ကျွန်တော်တိုင်းပြည်မှာထားတဲ့စေတနာမေတ္တာတရားကတော့နော်ဒါအစစ်အမှန်ပဲအစစ်မှန်ပဲဘာမှမလိုချင်ဘူးနော်အမေဖေမွေးထားတဲ့ရုံနဲ့ကိုယ့်ဘာကိုလောက်ကန်ရှာဖွေစားတော့လို့ရတယ်ဘဒုဟိုမှာကျွန်တော်မြေတကွက်ပေးပါလို့သွားမတောင်းဒါလည်းမပေးနဲ့ယူလည်းမယူကိုပတ်စံနဲ့ကိုဝယ်နေမယ်ပတ်စံ300ရှိရင်300နဲ့ဝယ်ပြီးတော့အဲ့မြေကွက်ထဲမှာတဲပဲစောင့်နေရနေလိုက်မယ်ဘဒုဟိုမှာဒုက္ခမပေးဘူးနော်ပြည်သူလူထုလည်းဒုက္ခမပေးဘူးပြည်သူလူထုကိုပဲကူညီခြင်းတာပြည်သူလူထုဘာတွေဖြစ်နေတယ်အဲ့ခက်ခဲတွေကိုပဲအကြီးအကဲသိအောင်တင်ပြခြင်းတာပြည်သူလူထုဘက်မှာဘယ်လိုဝန်ထမ်းမျိုးကမတရားသဖြင့်နိုင်တဲ့စီးနှင်းလို့လေတောင်းလို့ရတာပဲဟုတ်တယ်မလားဖမ်းရရှိလဲဖမ်းပလိုက်ဗျာသွားရှုပ်တယ်အခုကတိုင်းပြည်အဖက်ဘက်ကကြည့်လိုက်အဖက်ဘက်ကအားလုံးစုပ်ယုပ်နေတာအဲ့စုပ်ယုပ်နေတာကိုပြင်ဖို့ကိုပြောတာအဲ့စုပ်ယုပ်နေတာကိုပြင်ဖို့ကဘယ်သူပြင်ရမလဲသိလားဝန်ထမ်းတွေကနေပြီးတော့မှပြည်သူလူထုကိုပြင်ပေးရမှာပြောချင်တာဘလို့ပြင်ပေးရမလဲသိလားဘာအနောင်ဖွဲမှထားမနေနဲ့ကျွန်တော်ရှင်းလေးပြောမယ်ဆိုင်ကယ်တစ်စီးအုပ်ထုပ်မဆောင်မလား3000ချလန်ပြက်စီပင်သားရအခွန်သွင်းတိုင်းပြည်ဘယ်ဘက်ကပဲကြည်အဲ့စီပင်သားရအခွန်ရောက်သွားရင်လေအဲ့ခွန်နိုင်ငံတော်ဘဏ္ဍာဖြစ်လားမဖြစ်လားကျွန်တော်လည်းမသိဘလို့နားလေရမှန်းမသိတော့အဲ့တော့ဝန်ထမ်းတွေကလည်းသူခက်ခဲအကျက်တဲတွေဟာမျိုးစုံအစိုးရကလည်းပြည်သူဝန်ထမ်းကိုလုံလောက်တဲ့လစာမပေးပြန်မကြည့်လွားတာမပြောနဲ့ဗျာအခုကျွန်တော်ပြောတဲ့တရက်ကို950ဗျာရိတ်ခါအဆိုငွေတဲ့စဉ်းစားဖို့ဗျာနိုင်ငံကောင်းဆောင်ကြီးဟာအဘာတူးချုပ်ကြီးတို့ဟာနိုင်ငံတော်အစိုးရကြီးတွေဟာစဉ်းစားဖို့ကျွန်တော်ကနိုင်ငံတော်အစိုးရဆိုတာကခု NASA ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဆိုရင်အဲ့ဒီအစိုးရရဲ့ရန်တရားကိုလဲပတ်နေတဲ့ဝန်ထမ်းတွေအားလုံးပါတယ်ခင်ဗျားတို့တွေးကြည့်ဒီ950နဲ့လောက်နိုင်လားစစ်သားဒီကျုပ်တလုံးဒီနေ့သွားဝယ်တာဒါအိမ်ကျုပ်ညာစင်းတန်းကဝယ်တာအိမ်ကျုပ်တလုံး1200ပေးရတယ်ဥပမာတစ်ခုပေါ့နော်စစ်သားတွေဆိုကျွန်တော်တို့အိမ်မှာနေတဲ့ကောင်တွေကအိမ်ကျုပ်စားရဆိုစစ်သားတွေအိမ်ကျုပ်တူးရမှာပို့ပြီးအားရှိအောင်လို့စစ်တိုင်ရရဲတွေပြည်သူစစ်တွေရှေ့တန်းမှာရောက်ရှိနေတဲ့ရဲတွေပြည်သူစစ်တွေတိုက်ရမှာဒါအိမ်ကျုပ်950အဆိုမဘလို့သွားလို့စစ်သားစလိတ်တောက်တတ်တယ်လေကွန်းစားတတ်တယ်လေရဲတွေရောအကုန်လုံးတော့အကုန်ပါတယ်ပြည်သူစစ်တွေရောဝန်ထမ်းဒီရှေ့တန်းရောက်နေတဲ့စစ်တီအဲ့950တွေတော့တိုးပေးဖို့လောက်ကြပါဦးနော်တယောက်ကို9000တော့တိုးပေးပလိုက်
တရက်9000ဆိုရင်တော့မှကျွန်တော်တို့အပြင်မှာဒီနေ့ငတလောက်ပေါင်းဝယ်လာတာ9000နဲ့ငတလောက်ပေါင်းတပွဲရအခုရှေ့တန်းမှာအစီတူဘူးလေးစားကျင်တာတဲ့အစီတူဘူးလေးစားကျင်တယ်ဆို MBC နဲ့ဆက်သွယ်ရမှာပေါ့မဟုတ်လားကျွန်တော်ဥပမာတစ်ခုပြောပြမယ်နော်ဒါကျွန်တော်ရိုးရှင်းရှင်းပြောပြတာခုပြင်းဦးလေးဈေးထဲမှာလာကြည့်လိုက်ပြင်းဦးလေးဈေးထဲမှာစစ်ဝတ်အင်ကြီးတွေအများကြီးရောင်းတယ်စစ်ဖက်နဲ့တွေရောင်းတယ်ဥမာတို့စောတာစစ်ဝတ်နဲ့ပတ်သက်1025ပစ္စည်းကုန်ရောင်းနေဗျာအဲ့ဒီပစ္စည်းတွေဘယ်ကနေလာကျွန်တော်မေးကြည့်တာအဲ့ဒီပစ္စည်းတွေကတကယ်တမ်းကျတော့စစ်တပ်ထဲမှာပဲရှိရမှာအိုးမဝါယာလက်တို့ပါတော့မိတိလာဆိုလို့ရှိရင်တော့ယူနန်စားတော့ဆိုင်ရင်တော့ရှိတဲ့အဟောင်းကြီးအဲ့မှာစစ်ဝတ်ပစ္စည်းတွေတန်းနေရပဲအဲ့စစ်ဝတ်ပစ္စည်းတွေဘယ်ကလာတော့စစ်တပ်တွေကပဲလာတာလေပြောချင်တာဆွမ်းနာအဲ့လိုစီတူဘူးတွေကိုစစ်သားအောင်မှလုံလောက်မစားရဘူးဈေးထဲမှာတော့ဥပမာတခုစစ်တပ်ကထွက်တဲ့အမဲဘူးတို့ပဲဘူးတို့မြစ်ဘူးတို့ငါးဘူးတို့နော်ဝတ်သားဘူးတို့အဲ့ဘူးတွေကဘယ်လာအခုဈေးထဲအောင်နေတဲ့စစ်တီလေးတွေအဲ့စီတူဘူးလေးတွေစားကျင်တာတဲ့ခုနကကျွန်တော်ခီးထွက်တယ်ခီးထွက်တော့အာလူပိတ်တာ100ကျွန်တော်တပိတ်တာကို3000နဲ့ရတယ်ကျွန်တော်ဘယ်ရလဲတော့မပြောဘူးလက်ဆက်ဆက်ပဲတူးပြီးတော့တခါလဲတက်ကိုဇော်ဘုန်းကြီးနာမည်နဲ့အဲ့ကိုသွားပေးလိုက်အဲ့ဒီမှာစစ်ကြောင်းမှုဘယ်လိုရှိတယ်အဲ့ဒီစစ်ကြောင်းမှုကနေခွဲဝေပေးလိုက်မယ်နောက်ရော့ညီလေးကိုပေးရမယ်ပတ်စံဒီလောက်လွှဲပေးပြီးမှခီးထွက်သွားတာပိတ်တာ100ဥပမာကျွန်တော်ပြောနေတာကလူတော်ကိုပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ဆိုလိုရင်းကိုသဘောပေါက်လားခင်ဗျားတို့ပြောတဲ့နိုင်ငံတော်ကကျွေးမှာပေါ့ဖက်နဲ့ပြတ်သွားတယ်ဟိုအခုစစ်ဖက်နဲ့ပြတ်သွားတယ်နိုင်ငံတော်ကပေးမှာပေါ့တက်မတော်မှာအဲ့လိုပေးတာမဟုတ်ဘူးသူက3လတစ်ချိန်လို့6လတစ်ချိန်လို့မျိုးစုံလုပ်ပြီးတော့ပေးတာအခုခင်ဗျားတို့လောလောဆယ်အစုံငွေ950ခဲခင်ဗျားတို့ကျုပ်တက်မတော်သားမှမဟုတ်ဗျာရဲတပ်ဖွဲ့ဝင်တော့ပြည်သူစစ်တွေတော့တိုးဗျာပြောချင်တာအစုံငွေ950ကိုပဲအရင်စဉ်းစားကွာအဲ့စစ်ဖက်နဲ့တွေကိုစစ်အုပ်ထုတ်တွေစစ်စော်တာတွေဝေးမှနေကြလိုက်အခုစစ်သူဘူးတွေအပစံအစိုးငွေ950နဲ့တက်မတော်သားတယောက်ကခင်ဗျားတို့စားနိုင်လားခင်ဗျားတို့အသားသေးငါးသေးတွေခင်ဗျားတို့စားနေခင်ဗျားတို့တီးတယ်ကြုတ်ပြောပြီးဒီမှာကြက်ဥတစ်လုံး1900ညဈေးမှာသွားဝယ်သွားအိမ်ကြက်ဥအဲ့ဒါရိုးကြက်ဥခင်ဗျားတို့ဘယ်လောက်လဲခင်ဗျားတို့တီးမှန်းခဲ့လိုက်နော်ကျွန်တော်ကရိုးကြက်ဥတော့မစားဘူးကြက်သားဆိုလည်းကျွန်တော်အိမ်ကြက်ပဲကြက်မှာပဲစားတယ်စီဘီမစားဘူးကျွန်တော်အဲ့တော့ကျွန်တော်ဈေးနဲ့မသိဘူးအဲ့တော့ကျွန်တော်အဲ့ကြက်ဥတစ်လုံးတော့မှ300-400ဆိုလို့ရှိရင်အဲ့ဒီအစုံငွေ950ကျွန်တော်တို့တက်မတော်သားဘယ်လိုစားမှာတက်မတော်သားဘယ်လောက်တနာဖို့ကောင်းလဲအကိုကြီးရဲ့ငရုတ်သီးတောင်း6ကလေးတွေတဲ့ငရုတ်သီးတောင်းကလေးတွေကိုတို့ကလှော်လိုက်တာစီလေးနဲ့မီးပူပေးပြီးလှိမ့်လိုက်တယ်အဲ့ဒါလေးနဲ့တို့ထမင်းစားတာခြေတန်းမှာအဆက်ပါမှာစားရတာကိုကြီးတဲ့အေးငါလက်မိနာငါအကုန်လုပ်ပေးမယ်နော်ငါလည်းလူတဲ့ပုံတွေမတင်ကျင်တော့တာလို့မတင်ကျင်တော့မလုပ်ပေးနိုင်တဲ့လူကကျွန်တော်ဟိုဟာဖြစ်တယ်လေတချို့သောဗိုလ်ချုပ်တွေပေါ့ဗျာသူတို့မလုပ်ပေးနိုင်တဲ့အရာကိုကျွန်တော်တို့ကလုပ်ပေးတယ်ဆိုရင်ပြီးစကားတွေဂျိုးပြုံမိုးပြောတွေပြောတော့တာအလုပ်ပေးနိုင်တဲ့လူနဲ့လည်းမပူပေါင်းပြင်ဦးတွေမှာသူတို့ကကျွန်တော်မတီးဘူးတင်တာလေဗျာကျွန်တော်အကုန်လုံးကကျွန်တော်နဲ့အုတ်ကနေအင်းကနေရှိနေတဲ့လူတွေကြီးပဲခုပြင်ဦးတွေရှင်နဲ့ဆင်းမျက်နာပြေကိုကူညီနေတဲ့အရာအားလုံးကနော်ဘာတွေဘလို့ဝယ်ပဲဘာတွေဘလို့လူတယ်ဘာတွေဘလို့အကုန်လုံးဇော်ဘုံရင်သိတယ်မပြောတာပဲရှိတာအဲ့လိုလူတွေတော့လက်မတွဲချင်ဘူးတချို့သောလူတွေက